တညရင်းနဲ့တကဘာလုံးကကျွန်တော်လုံးဝနားမလည်နိုင်တဲ့ပုံစံမျိုးနဲ့ပြောင်းလဲသွားခဲ့တယ်။ကဘာကုံစင်းနှုန်းတွေကအစာပေါင်းတန်းချီထိုးကျသွားတာဘလောက်တောင်လဲဆိုရင်ကုလသမဂ္ဂပတ်စံတရွန်တဲနဲ့ဖူဂျီတောင်ကိုဝယ်လို့ရပြီးနှစ်ရွန်ဆိုရင်အမေရိကန်ကဝေါ်စထရီကိုတောင်ဝယ်လို့ရတဲ့အထိပဲ။ဒါပေမဲ့ထူးဆန်းတာကကျွန်တော်စီကပတ်စံတွေပဲဘာမှမဖြစ်ပဲကြံခဲ့တာ။ဒီအကြောင်းတွေကိုကျွန်တော်ဘာမှမသိသေးဘူး။အဲ့ဒါကြောင့်ဘာမှမဖြစ်တယ်လို့ပဲအမေကစီစဉ်ပေးတဲ့လူတွေးနှုတ်ဆက်ပွဲကိုသွားခဲ့တယ်။ကျွန်တော်ရှေ့မှာထိုင်နေတဲ့မိန်းကလေးကတီတီငိမ့်ငိမ့်နဲ့ပွန့်ပွန့်လင်းလင်းပဲပြောမိတဲ့ရှင်ကျမကိုလက်ထက်ချင်ရင်အနည်းဆုံးစတူရန်မီတာ100ရှိတဲ့အိမ်တလုံးချက်ကားတစ်စီးနဲ့တောင်းရန်ကငါးပြားပေးရမယ်ကျွန်တော်ကြောင်သွားပြီးပါငါးပြားလားလို့ပြန်မေးမိတယ်သူကပုံမှန်လိုပဲခေါင်းကြီးပြပြီးအင်းငါးပြားလို့ပြန်ပြောတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးနေပါအောင်မင်းငါကိုနောက်နေတာလားလို့မေးလိုက်တော့သူကလက်ပိုက်ပြီးရှင်းရှင်းပဲပြောမယ်လူစင်းရဲလေးရဲ့လို့ခန့်နေတယ်ကျွန်တော်နားကြမှားတာလားဆိုပြီးခေါင်းခါလိုက်ပြီးမဟုတ်ဘူးမမကျွန်တော်နားကြမှားတာထင်တယ်တကယ်ပဲငါးပြားလားလို့ထပ်မေးတယ်သူကပြက်ပြက်သားသားပဲရှင်ကြားတာမှန်တယ်ကျမကိုလက်ထက်ချင်ရင်တောင်းရန်ခါကငါးပြားပဲတပြားတောင်ရှော့လို့မရဘူးလို့ပြောလိုက်တယ်သူကဆက်ပြောသေးတယ်ကျမတောင်းတာများမှန်းသိပါတယ်ဒါပေမဲ့ကျမမိဘတွေကကျမကိုအရန်ပင်ပင်ပန်းပန်းကျွေးမွေးထားရတာတဲ့ကျွန်တော်ခေါင်းထဲမှာတော့ဟာတောင်းရန်ခါကတကယ်ပဲငါးပြားရဲလားသူကတကယ်တော့တထေးကြီးများလားလို့တွေးနေမိတယ်မတိစိတ်နဲ့ကျွန်တော်ရေရွတ်လိုက်မိတယ်မင်းကတထေးကြီးများလားတဲ့အဲ့ဒီစကားကြောင့်သူကစိုက်ကြည့်ပြီးဘာတွေလျှောက်ပြောနေတာလဲမတက်နိုင်ရင်လည်းထားလိုက်တော့ဆိုပြီးလက်ကိုခါရမ်းကမပူပါနဲ့ရှင်တရွံပဲထုတ်သုံးရရင်တော့ဒီကော်ဖီဘူးကိုကျမပဲရှင်းလိုက်မယ်လို့ပြောတယ်ပြီးတော့အေးဆက်ဆက်လေးတန်းနဲ့ရှင်ငိုယိုပြီးတောင်းရမ်းကတွေအများကြီးနဲ့လာတောင်းပန်ရင်တော့ကျမသဘောမတူဘူးလို့ပြောလိုက်တယ်ကျွန်တော်ခေါင်းခါပြီးအိမ်ပြန်ဖို့ထရက်လိုက်တယ်တလကိုတသန်းလောက်ရနေတဲ့စတိုးမအလုပ်ကိုဆက်လုပ်ဖို့ပေါ့အဲ့ဒီအချိန်မှာပဲဖုန်းကတုံလာတယ်ဟယ်လိုဘယ်သူလဲလို့မေးတော့တစ်ဖက်ကနေဟယ်လိုမစ္စတာဆန်းလာတဲ့ကျွန်တော်မျက်မှောင်ကျုပ်ပြီးဟုတ်ပါတယ်ဘာဖြစ်လို့လဲလို့မေးလိုက်တယ်ရှင်အွန်လိုင်းကဝယ်ထားတဲ့Boeing 949လေယာဉ်ကြီးစင်ကျန်းမြို့ကိုရောက်နေပါပြီပစ္စည်းကအရန်တန်ဖိုးကြီးတာကြောင့်ဘယ်ချိန်လာယူမလဲဆိုတာအတီးပြုတ်ပေးပါတဲ့ကျွန်တော်မယုံနိုင်ပဲရင်မိသွားတယ်ဘာတွေလျှောက်ပြောနေတာလဲကျွန်တော်ကအပျော်တမ်းအယုတ်မော်တယ်ဝယ်တာလေမြို့လေဘူတာမှာပဲထားခဲ့လိုက်လို့ပြောတော့ဟိုလူကလန့်သွားပြီးမဟုတ်ဘူးဆရာမနောက်ပါနဲ့ဒါBoeing 949စစ်စစ်ကြီးပါကျွန်တော်တို့မှာအစတစ်ဆက်တောင်တက်တိရှိရင်တော့အဲ့ဒီလိုပြစ်မထားရဲပါဘူးဆရာကိုယ်တိုင်လာယူမှဖြစ်မှာပါတဲ့ကျွန်တော်ကတော့သူတို့ယူနေပြီလို့ပဲထင်နေတော့3ရွံနဲ့ဝယ်တဲ့ပလတ်စတစ်အယုတ်ကိုလေရင်အစ်စ်လိုလာလုပ်နေတာပဲကောင်းပြီဘယ်နားမှလဲနောက်မှလာခဲ့မယ်လို့ပြောလိုက်တယ်သူကစင်ကျန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကပလက်ဖောင်းမှာပါဒီနေရာပို့ပေးပါမယ်လို့ပြန်ဖြေတယ်ပတ်စံချွေတာတဲ့အနေနဲ့လေဆိပ်ကိုသွားဖို့ဘတ်စကားကိုတားပြီးဟေးလေဆိပ်အထိဘယ်လောက်ကြလဲလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာကားဆရာတိုင်းကကျွန်တော်ကိုအယူတယောက်လိုကြည့်ကြတယ်တယောက်ကဘယ်လောက်လဲဟုတ်လားမင်းအိမ်မက်မက်နေတာလားရုပ်ရှင်တွေကြည့်လွန်းလို့လက်တွေ့နဲ့အိမ်မက်မခွဲခြားနိုင်တော့တာလားလို့អော်တယ်နောက်တစ်ယောက်ကဒီခေတ်လူငယ်တွေများမင်းရဲ့မောက်မာမှုကခြေနှမ်းထက်တောင်နှံသေးတယ်ပါဇက်ဖွင့်လိုက်တာနဲ့ရွံတွေအကြောင်းပြောနေတာပဲလို့ကဲ့ရတယ်နောက်တစ်ယောက်ကလည်းထီပေါက်ဖို့အိမ်မက်မမက်နဲ့အောင်ဒီခါထဲမှာမြင်ရတဲ့တညာထဲနဲ့ချမ်းသာလာတဲ့ပုံမြင်တွေဆိုတာငါးပြားတောင်အတူတွေပဲလို့လှောင်နေဟုတ်တယ်စာပဲစူးစမ်းတင်ပြီးတစ်လကိုတစ်ပြားနှစ်ပြားရမယ်အလုပ်ပဲရှာစမ်းပါအဲ့ဒါတောင်မင်းဘိုးဘွားတွေရဲ့တင်းချိုင်းကမိခိုးစိမ့်တွေထွက်လာသလိုကံကောင်းတာလို့ဝိုင်းပြောကြတယ်ကျွန်တော်နားထောင်ရင်းနဲ့ပိုပြီးဇဝေဇဝါဖြစ်လာတယ်ဒီလူတွေဘာဖြစ်နေကြတာလဲတောင်းရန်ကားကငါးပြားတဲ့ကားကမေးတာကိုပဲအနှိမ်ခံနေရတယ်လို့တွေးမိတယ်စိတ်တူတူနဲ့ဝစ်စုံပြေဝစ်ထားတဲ့လူတစ်ယောက်ကကျွန်တော်ကိုဆက်ဆုပ်တလို့ကြည့်ပြီးမင်းဝစ်ထားတာကိုကြည့်အောင်လမ်းဘေးကအဝတ်အစားတွေမင်းကိုရွံနှဲငယ်နဲ့ရောင်းရင်တောင်တန်ဖိုးရှိပါမလားလို့ပြောတယ်ကျွန်တော်ကခမားကဘာမို့လို့လဲလို့ပြန်မေးလိုက်တော့သူကမောက်မောက်မာမာနဲ့ငါကစင်ကျန်းမျိုးရဲ့အဆောင်ရှောက်ပဲကားကပေးဖို့ပတ်စံမရှိရင်အမြန်ဆင်းလို့ဟောက်တယ်ကျွန်တော်တီးမခံနိုင်တော့ပဲခမားယူနေလားကားကဘလောက်လဲလို့မေးတာဘာမှလို့လဲရွံနှဲငယ်အကြောင်းမေးတာကဂုံမောက်ဆရာဖြစ်သွားပြီလားလို့អော်လိုက်တယ်အဲ့ဒီစကားဆုံးသွားတာနဲ့တကားလုံးပွက်လို့ရိုက်သွားပြီးကြားလိုက်ကြလားသူကရွံနဲ့လို့អော်ရဲကြတယ်မင်းအိမ်မက်မက်လို့ရပေမဲ့လက်တွေ့နဲ့တော့မမားနဲ့အောင်ယူသွားလိုက်မယ်လို့တယောက်ကပြောတယ်နောက်တယောက်ကရွံနှဲငယ်ဟုတ်လားသူသားတရွံတကယ်ထုတ်ပြနိုင်ရင်ဒီကားတစ်စီးလုံးကိုငါစားပစ်လိုက်မယ်လို့လှောင်တယ်ကျွန်တော်ကတော့ဘာမှနားမလည်နိုင်ပဲကြောင်ရက်နေတော့ပဲကျွန်တော်ရဲ့ပတ်စံအပေါ်တိထားတဲ့အသည့်တွေကပြောင်းပြန်ဖြစ်နေပြီဆိုတာမသိသေးဘူးဟ
ဝစ်ဆောင်ပြည့်တဲ့လူကတော့အရန်ကျဉ်နဲ့နေတဲ့ပုံပဲသူကကလေးပဲရှိသေးတာသူ့အတိုင်းတာကိုသူမသိဘူးဦးလေးကဒီနေ့ကားကောင်းကပြင်ဆင်နေလို့မယူလာခဲ့တာမင်းကားမတက်တာလားလို့ပြောပြီးပတ်စံမရှိရင်ဦးလေးလို့ခေါ်လိုက်ကားခပေးမယ်ငါးလစာကတလောက်ကိုနှစ်ပြားခွဲတောင်ရှိတာလို့ကြွားတယ်လူတွေကဝိုင်းရည်နေကြပေမဲ့ကျွန်တော်ကတော့ဒီလူတွေဘာဖြစ်နေတာလဲဒါစနစ်ကတခုခုလှုပ်ထားတာလားအကုန်လုံးကအတုကြီးလိုပဲကဘာပေါ်ကအချမ်းသာဆုံးလူတွေကတလတတန်းပဲရတယ်ဆိုရင်ငါကနိုင်ငံတစ်ခုလုံးထက်တောင်ပိုချမ်းသာနေတာပေါ့လို့တွေးမိပြီးရေကျင်စိတ်တောင်ပေါက်လာတယ်အဲ့ဒီအချိန်မှာဟေးစင်းမာလားမစင်းဘူးလားလို့အော်တန်ကြောင့်သတိပြန်ဝင်လာတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးဈေးမေးတာပဲလေခမည်းတော်အကုန်လုံးယူနေကြတာလားလို့ပြောလိုက်တယ်တယောက်ကမင်းကရွံတွေအကြောင်းပဲပြောနေတာပဲဟဲမင်းစီမှာရွံတွေတကယ်ရှိရင်ခုချက်ချင်းထုတ်ပြလိုက်ငါမင်းကိုအဖေလို့ခေါ်မဲတဲ့ကျွန်တော်မဆိုင်မတော့ပဲအိတ်ထဲကနေပတ်စံကိုထုတ်လိုက်တယ်ပတ်စံကိုမြင်လိုက်တာနဲ့တကားလုံးတိတ်ဆိတ်သွားတယ်ကျွန်တော်ကတရွံတန်အကျွေးစေးလေးစေးကိုလေထဲမြှောက်ပြပြီးလက်ထဲပြန်ဖမ်းလိုက်တယ်အကျွေးစေးတွေကပြောင်းလဲနေပြီးတတုတန်တချွင်ချွင်မြည်နေတယ်လူတိုင်းကစွန့်ပြီးကြည့်နေကြတော့တရွံထဲကိုဘာဖြစ်နေကြတာလဲလို့ကျွန်တော်ပြောလိုက်တယ်သူတို့မျက်လုံးတွေကအကျွေးစေးတွေစီမှာပဲဟိုးအယောင်ကအသားကဒါတွေကရွံစစ်တွေပဲလို့တယောက်ကတုံတုံရင်ပြောတယ်မဖြစ်နိုင်တာဘလို့လို့စစ်ဖြစ်မှာလဲဒါလေးရွံတောင်လေးဘလို့လို့ဒီလောက်ပေါ့ပေါ့ပပကင်ထားနိုင်တာလဲတဲ့ကျွန်တော်အကျွေးစေးတွေကိုအိတ်ထဲပြန်ထည့်လိုက်တဲ့အခါလူတွေကနှမျောတက်တက်နဲ့နှမျောစရာကြီးမြေကြီးပေါ်ပြုတ်ကျသွားရင်ဘလို့လို့မလဲမိလာကန်ထဲကျသွားရင်ဒုက္ခပဲနဲ့អော်နေကြတယ်တယောက်ကတော့မျက်လုံးတွေအယောင်တောက်ပြီးကြည်စမ်းသူကတထေးသားဒုတိယမျိုးဆက်ပဲဖြစ်ရမယ်လို့ပြောတယ်နောက်တစ်ယောက်ကအကိုကြီးအကိုကပညာတွေအရန်တက်တာပဲကျမကအเจ้าကအလှပကြီးပါပြားနှင်းငယ်ပဲပေးရရင်တောင်ရပါတယ်လို့အရှက်မရှိပြောလာတယ်ကျွန်တော်သူတို့ကိုအယူတွေလိုကြည့်လိုက်ပြီးဝစ်စုံပြေးနဲ့လူကိုခမားပဲအစ်စ်ဆိုရင်အဖေလို့ခေါ်မယ်ဆိုလို့အေးအေးဆေးဆေးမေးလိုက်တယ်အဲ့ဒီလူကမျက်နှာပြတ်သွားပေမဲ့ကျွန်တော်အိတ်ကိုကြည့်ပြီးချက်ချင်းပဲလောဘမျက်လုံးတွေဖြစ်သွားတယ်နေပါဦးအသက်အရွယ်ကွာခြားတာကိုစိတ်မရှိဘူးဆိုရင်တထေးကြီးကိုအဖေလို့ခေါ်ရတာကျွန်တော်အတွက်ဘာမှမရှုံးပါဘူးတဲ့ပြီးတော့အဖေကျွန်တော်နာမည်ကန်စီပါခန္ဓာလို့ပဲခေါ်ပါလို့ဥညွတ်ပြီးပြောလာတယ်ကျွန်တော်ယွန်းရှာရှာနဲ့ထွက်သွားဆန်းယွန်စရာကြီးလို့ဟောက်လိုက်တယ်ဒီယူတတိုက်ကိုကြည့်ရင်းနဲ့ကျွန်တော်တခုတော့တေချာသွားပြီးကမ္ဘာကုံစင်းနှုံးတွေတကယ်ပဲထိုးကျသွားပြီးဆိုလိုတာကအခုအချိန်မှာကျွန်တော်ကနိုင်ငံတစ်ခုလုံးထက်တောင်ပိုချမ်းသာနေပြီဒီအမှန်တရားကိုလက်ခံလိုက်မိတဲ့အချိန်မှာပဲနောက်ထပ်အတွေးတစ်ခုခေါင်းထဲဝင်လာတယ်တကယ်လို့လူရန်သာကျွန်တော်တထေးကြီးဖြစ်သွားတာကိုသိရင်ကျွန်တော်ရင်ခွင်နဲ့ပြေးလေးခုံဝင်လာမှာမဟုတ်လားနောက်ပြီးကျွန်တော်ဝယ်ထားတဲ့လေရင်မော်တွေကလည်းသူ့မောင်လေးအတွက်မွေးနေ့လက်ဆောင်ပေးဖို့စီစဉ်ထားတာဆိုတော့ဒါကိုအလွဲခံလို့မဖြစ်ဘူးအဲ့ဒါကြောင့်အချိန်မဆွဲတော့ပဲလေစိတ်ကိုတက္ကစီနဲ့တန်းမောင်းခိုင်းလိုက်တယ်သုံးနှလုံးလုံးတစိုက်မတ်မတ်လိုက်ခဲ့ရတဲ့တက္ကသိုလ်ကနတ်သမီးလေးလူရန်နဲ့သူ့မောင်လေးရန်ဝေကိုပြန်တွေးနေမိတယ်သူ့မောင်လေးကကျွန်တော်ကိုအမြဲကူညီပေးခဲ့လို့သူ့ပေါ်မှာလည်းကျွန်တော်လက်ဖွာခဲ့ပါတယ်ခဏကြာတော့လေစိတ်ကိုရောက်ပြီးခုနကဖုံးဆက်တဲ့ဝန်ဆောင်မှုဌာနကိုဖုံးပြန်ခေါ်မလို့လှုပ်တုံးမှာပဲဖုံးကမြည်လာတယ်ကြည့်လိုက်တော့လူရန်ကျွန်တော်စိတ်လှုပ်ရှားသွားပြီးအကွက်ပဲငါဘာတူလဲဆိုတာသူ့ကိုပြရတော့မယ်လို့တွေးလိုက်တယ်ကျွန်တော်ဖုန်းကိုကင်ပြီးတက်ကြွစွာနဲ့ Hello Baby ရှောင်းဝေးအတွက်လက်ဆောင်ပြင်ပြီးပြီနော်မင်းပင်မလဲလို့မေးလိုက်တယ်ဒါပေမဲ့သူ့စီကအေးဆက်ဆက်အတန်ကြီးထွက်လာတယ်ကျမကို Baby လို့မခေါ်နဲ့ပလက်ဖောင်းမှာရှိတယ်လာခဲ့ပြောစရာရှိတယ်တဲ့ကျွန်တော်ခဏကြောင်သွားပြီးကျွန်တော်လဲစင်ကျန်းလေစိတ်မှာပဲဘာဖြစ်လို့လဲလို့မေးတော့သူကစိတ်မရှိသလိုနဲ့ရှင်လဲလေစိတ်မှာလားဒါဆိုဝန်ထမ်းတယောက်ကိုမန်နေဂျာဟန်ကလွှတ်လိုက်တာလို့ပြောပြီးရဟတ်ရင်ကွင်းကိုခေါ်သွားခိုင်းလိုက်လို့ပြောတယ်ကျွန်တော်မျက်မှောင်ကျုံမိပေမဲ့သူခိုင်းတဲ့အတိုင်းလုပ်ခဲ့တယ်ဝန်ဆောင်မှုဌာနမှာမန်နေဂျာဟန်ရဲ့နာမည်ကိုပြောလိုက်တော့ကျွန်တော်ကိုရဟတ်ရင်တွေရက်ထားတဲ့နေရာစီတန်းခေါ်သွားပေးတယ်မကြခင်မှာပဲလူရန်နဲ့သူ့မောင်လေးရန်ဝေကိုတွေးလိုက်ရတယ်ရန်ဝေကရှေ့ကရဟတ်ရင်ကိုကြည့်ပြီးဝါကြည်စမ်းတာကိုပိုင်ရဟတ်ရင်ကြီးပဲအံ့ဩစရာကြီးတော့ဘလို့စိတ်လှုပ်ရှားစွာပြောနေတယ်ကျွန်တော်အနားကိုသွားပြီးပုံမှန်အတိုင်းပဲရူရန်ရှောင်းဝေမင်းတို့လည်းရောက်နေတာပဲအချိန်ကိုက်ပဲလို့ပြောလိုက်တယ်ဒါပေမဲ့အနားမရောက်ခင်မှာပဲရူရန်ကနောက်ဆုတ်သွားပြီးကျမကိုမထိနဲ့ခြံဖုံးတို့တွေဒီမှာတင်လမ်းခွဲကြရအောင်လို့အေးဆက်ဆက်ပြောလိုက်တယ်ကျွန်တော်တောင့်ခဲသွားပြီးပါမနောက်ပါနဲ့ဒီနေ့ကရှောင်းဝေရဲ့မွေးနေ့မဟုတ်လားလို့မေးလိုက်တော့သူကဘာခံစားချက်မှမရှိပဲဘသူကရှင်နဲ့နောက်နေလို့လဲရှင်ကကျမနဲ့မတန်ဘူးနားလေလားလို့ပြန်ပြောတယ်ကျွန်တော်ရင်ထဲမှာတဆုတ်သွားပြီးရူရန်
ဒီလိုမလုပ်ပါနဲ့ကျွန်တော်လည်းမနောက်ဘူးနော်လို့ပြောမိတယ်ဒါပေမဲ့သူကစကားကိုဖျက်ပြောလိုက်တယ်လမ်းခွဲကြဆိုတဲ့အဲ့ဒီအချိန်မှာကျွန်တော်လက်တွေကအိတ်ထဲကအကျွေးစေးလေးစေးကိုမတိစိမ့်နဲ့စုပ်ကင်မိသွားပြီးမျက်နာကလည်းအေးဆက်သွားတယ်ဒါဆိုအကြောင်းပြချက်ပေးပါကျွန်တော်မင်းပေါ်မကောင်းခဲ့လို့လားဟာလို့မေးလိုက်တယ်သူမဖြေခင်မှာပဲရန်ဝေကခြေလန်းတက်လာပြီးကောင်းတာလားအမနဲ့3နှစ်တွဲတာနှက်ခမ်းနီတစ်ချောင်းတောင်ဝယ်မပေးနိုင်ပဲနဲ့ငါခဲကိုဖြစ်ချင်နေတာလားအိမ်မက်ပဲမက်နေလိုက်လို့လှောင်နေကိုညီရင်းလိုသဘောထားခဲ့တဲ့ကလေးစီကဒီစကားကြတော့ကျွန်တော်ဒေါသတွေပောက်ကွဲမတက်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာနောက်ထပ်အတန်တစ်ခုထွက်လာတယ်ရန်ပြောတာမှန်တယ်မင်းကသူ့ကိုလက်ထပ်ဖို့မတန်ဘူးတဲ့ကြည့်လိုက်တော့အသက်30ကျော်ရွယ်အမျိုးသားတစ်ယောက်ကရဟတ်ရင်ပေါ်ကဆင်းလာပြီးယူရီယန်ရဲ့ခါးကိုကျွမ်းကျင်စွာဖတ်လိုက်တယ်ရန်ဝေကကျွန်တော်ကိုရန်စားတဲ့မျက်လုံးနဲ့ကြည့်ပြီးအကိုကြီးရောက်လာပြီလားလို့နှုတ်ဆက်တယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးခမားကဘသူလဲလို့မေးလိုက်တော့သူကမောက်မောက်မာမာနဲ့ငါကဒီလေချောင်းလိုင်းရဲ့မန်နေဂျာပြီးတော့သူ့ရဲ့အခုရေးစားပေါ်လို့ဖြေတယ်ပြီးတော့နောက်ကရဟတ်ရင်ကိုလက်ညှိုးထိုးပြပြီးဒါကိုမြင်လားဒါငါဟာဒီနေ့ငါစိတ်ကောင်းဝင်နေလို့မင်းကိုမုတ်ဖိုးပေးမယ်ဆိုပြီးအကျွေစစ်တစ်စေကိုပြစ်ပေးလိုက်တယ်ရန်ဝေကအမြန်ဖမ်းလိုက်ပြီးဖျားရည်တပြားတောင်ပါလားကျေးဇူးတင်ပါတယ်ခဲအိုကြီးလို့စိတ်လှုပ်ရှားစွာအော်ပြောတယ်ဘေးကလူတွေကလည်းအရန်ရဲ့ရောတာပဲခဲအိုကြီးကလမ်းလိုက်တာလို့ဝိုင်းပြောကြတယ်ရန်ဝေကကျွန်တော်ကိုတွေ့လားသူကတပြားတောင်ပေးတာမင်းတစ်သက်လုံးရှာရင်တောင်ဒီလောက်မရဘူးလို့လှောင်နေကျွန်တော်တော့ရေချင်းစရာကောင်းလိုက်တာလို့ပဲခံစားရတယ်တပြားတည်းကိုဒီလောက်ပျော်နေကြတာလားကျွန်တော်အိတ်ထဲကလေးရွံကိုသာသူတို့မျက်နာကိုပြစ်ပေါက်လိုက်ရင်အဲ့ဒီနေရာမှာတင်လန့်သေးသွားကြလိမ့်မယ်ဟိုလူကကျွန်တော်ကိုခလေးမင်းတိတ်ခါရှိရှိခုချက်ချင်းထွက်သွားမဟုတ်ရင်လုံခြုံရေးခေါ်ပြီးအပြင်ထုတ်ခိုင်းရလိမ့်မယ်လို့ပြောတယ်ရန်ဝေကလည်းမြ мян သွားစမ်းပါအမကိုပိုင်ရဟတ်ရင်စီးမာကိုလာမနှောက်ရှက်နဲ့ဘလို့ပြောတယ်ဒီလူပြက်တတိုက်ကိုကြည့်ပြီးကျွန်တော်အတန်ကအေးဆက်သွားတယ်ကောင်းပြီလူရန်မင်းနောင်တမရစီနဲ့မင်းတို့လိုကျေးဇူးကမ်းတဲ့သူတွေတနေ့နောင်တရကြလိမ့်မယ်အဲ့ဒီအချိန်ကျရင်တော့ငါစီလာမတောင်းပန်နဲ့ဘလို့ပြောလိုက်တယ်ရန်ဝေကချက်ချင်းရေထုတ်လိုက်ပြီးမင်းလိုလူရှုံးတယောက်ကိုတောင်းပန်ရမယ်ဟုတ်လားတဲ့ဟိုလူကလည်းတေချာနားထောင်စမ်းငါမှာခြံဝင်းတစ်ခုလုံးရှိတယ်ဒီ Robinson က44ရဟတ်ရင်က3ရွံနဲ့ပေးရတာငါခြေတလုံးမွေးကမင်းခါထက်တောင်ပိုတုတ်သေးတယ်မင်းကဘာနဲ့ငါ့ကိုရှင်မာလဲလို့ပြောပြီးယူရီယန်ရဲ့ပါးကိုကလိထိုးပြနေတယ်ကျွန်တော်ကအေးဆက်ဆက်ရေးလိုက်တော့သူကဘာရေတာလဲလို့မေးတယ်ကျွန်တော်က3ရွံဟုတ်လားကျွန်တော်အိတ်ထဲကအကျွေးစိတ်လေးစေးကဒီလေစိတ်တစ်ခုလုံးကိုဝယ်လို့ရတယ်လို့ပြန်ပြောလိုက်တယ်အခြေအနေကတင်းမာနေတော့မှပဲတယောက်ယောက်ကဘာရီယန်ဖြစ်နေကြတာလဲဘယ်ပကြီးရောက်တော့မယ်ဆိုတာမသိကြဘူးလားလို့အော်ပြောလိုက်တယ်ဝစ်စုံပြေးဝစ်ထားတဲ့မျက်မှန်အမဲနဲ့လူတယောက်ကျွန်တော်တို့စီလျှောက်လာတယ်ရန်ဝေကသူ့ကိုကြည့်ပြီးခမားကဘာတူလဲပြဿနာရှာခြင်းလို့လားလို့ပြောမလို့လှုပ်တုံးမှာပဲယူရီယန်ဘေးကမောက်မာနေတဲ့လူကလန့်သွားပြီးရန်ဝေရဲ့ပါဇက်ကိုပိတ်လိုက်တယ်ပြီးတော့ရိုယိုတေတေနဲ့ဥက္ကဋ္ဌချမ်းဘာလို့ဒီကိုရောက်နေတာလဲဒါကျွန်တော်တငယ်ချင်းမှာအခုချက်ချင်းခေါ်သွားပါမယ်လို့ပြောတယ်ခုနကမောက်မာနေတဲ့လူကအခုတော့အစီကံတယောက်လိုဖြစ်သွားတာကိုမြင်တော့ယူရီယန်ရဲ့အကြည့်တွေပါပြောင်းသွားတယ်ဒီလူကတစ်နှစ်ကို1ရွမ်လောက်ဝင်ငွေရှိတဲ့သူတောင်ကြောက်ရတယ်ဆိုရင်ဘလောက်တောင်အရှိန်ဝါကြီးမလဲလို့သူတွေးနေပုံပဲအဲ့ဒီအချိန်မှာဥက္ကဋ္ဌချန်ဆိုတဲ့လူကိုကျွန်တော်ကြည့်ရင်းနဲ့တနေရာရာမှာစုံဖူးတယ်လို့ခံစားရတယ်အဲ့ဒါနဲ့ဟေးဥက္ကဋ္ဌချန်ခင်ဗျားအတန်ကရင်းနှီးနေတယ်လို့ပဲကျွန်တော်တို့စုံဖူးလားကလို့မေးလိုက်တယ်အဲ့ဒီစကားကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ဟိုမောက်မာတဲ့လူကမျက်နှာဖြူလျော့သွားပြီးကျွန်တော်ကိုအတင်းဆွဲကဘာတွေလျှောက်ပြောနေတာလဲမန်နေဂျာချန်ကမင်းလိုကောင်းတဲ့ဘလို့လုံးပတ်သက်မှာလဲလို့ပြောတယ်ဒါပေမဲ့ဥက္ကဋ္ဌချန်ကဘာဖြစ်လို့လဲငါတခုခုပြောမှကြောက်နေတာလားလို့အေးအေးဆေးဆေးမေးလိုက်တယ်ဟိုလူကပိုပြီးပြာရခတ်သွားပြီးကျွန်တော်ကိုတိုးတိုးလေးကပ်ပြောတယ်ကဲမင်းပတ်စံလိုချင်လို့မဟုတ်လားအပြင်ရောက်ရင်မင်းကို90ပြားပေးမယ်တဲ့ပြီးတော့ဥက္ကဋ္ဌချန်ကိုဆွဲခေါ်သွားဖို့စူးစမ်းပေမဲ့ဥက္ကဋ္ဌချန်ကကြောက်တုံးကြီးလိုမလုံမရှက်ရက်နေတယ်အဲ့ဒါနဲ့သူကသွားကြိတ်ပြီးတပြားမင်းကိုတပြားပေးမယ်အဲ့ဒါငါလာစာတဝက်လောက်ရှိတယ်အရန်လောဘကြီးနဲ့လို့ပြောတယ်လုံခြုံရေးခေါ်ဖို့လုံနေတော့မှာပဲဥက္ကဋ္ဌချန်ကတခုခုကိုတတိယသွားတယ်လို့မျိုးမျက်လုံးတွေပြူးလာပြီးရင်ဘတ်တွေနှိမ့်ချီမြင့်ချီဖြစ်လာတယ်ဒီအတန်ကမနက်ကဖုန်းထဲကအတန်မဲဆိုတာကိုသူသိသွားပုံရတယ်သူအသက်ပြင်းပြင်းရှူလိုက်ပြီးလှုပ်ဆန်းလို့អော်လိုက်တာဟိုလူလန့်ပြီးနောက်ဆုတ်သွားတယ်ဥက္ကဋ္ဌချန်ကကျွန်တော်စီလျှောက်လာတော့ဟိုလူကမန်နေဂျာချန်ဒီကောင်ကလေလို့ပြောဖို့စူးစမ်းပေမဲ့အဖက်မလုပ်ခံရဘူး
ဥက္ကဋ္ဌချန်ကကျွန်တော်ရှေ့မှာရက်ပြီး60ဒီဂရီခါညွတ်ကမေးပြရစီခမည်းကမစ္စတာချန်ချွမ်းလားခမည်းလို့ရိုးရိုးသေးသေးမေးလိုက်တယ်အဲ့ဒီအချိန်မှာတနေရာလုံးတင်းချိုင်းကုန်းလိုတိတ်ဆိတ်သွားတယ်လူရန်နဲ့ရန်ဝေတို့ကတော့ပါဇက်အဟောင်းသားနဲ့ကြောင်ကြည့်နေကြတယ်ကျွန်တော်ကခေါင်းရသလိုလှုပ်ရင်းဟုတ်ပါတယ်ကျွန်တော်ပါပဲလို့ဖြေလိုက်တယ်ပြီးတော့မှတ်မိပြီခမည်းကမနက်ကကျွန်တော်စီဖုံးဆက်တဲ့ပစ္စည်းပို့သမားမဟုတ်လားလို့ပြောလိုက်တယ်အဲ့ဒီစကားကြောင့်ဟိုမောက်မာတဲ့လူကမင်းသေးချင်နေတာလားဒါကအီနွန်လုပ်ငန်းစုရဲ့တခင်လေးအထွေထွေမန်နေဂျာချန်ပါဘာပစ္စည်းပို့သမားလဲလို့ပြောတယ်တချို့ကလည်းတခင်လေးကကိုယ်တိုင်ပစ္စည်းလိုက်ပို့တာလားဝန်ဆောင်မှုလုပ်ငန်းကဒီလောက်တောင်ပြိုင်ဆိုင်မှုပြင်းထန်နေတာလားလို့ရေရွတ်ကြတယ်လူရန်ကတော့မဖြစ်နိုင်ဘူးခမားမားနေပြီးသူကလူရှုံးစင်းရဲသားလေးပါကျမနဲ့တွဲတုန်းကနှုတ်ခမ်းနီတောင်ဝယ်မပေးနိုင်တဲ့သူကခမားရဲ့ဘစ်ဘယ်လိုလုပ်ဖြစ်မှာလဲလို့ညင်းတယ်ရန်ဝေကလည်းမန်နေဂျာချန်သူ့ကိုအပြင်ကိုသာကန်ထုတ်လိုက်ပါလို့ဝင်ပြောတယ်ဒါပေမဲ့ဘသူမှမလှုပ်ရှားနိုင်ခင်မှာပဲဥက္ကဋ္ဌချန်ကရုတ်တရက်អော်လိုက်တယ်ဘသူကသူ့ကိုထိရဲလို့လဲတဲ့သူ့ရဲ့အရှိန်အဝါကြောင့်လူတိုင်းအေးခဲသွားသလိုဖြစ်သွားတာပေါ့ပြီးတော့သူကအဝေးကိုလက်ညှိုးထိုးပြပြီးမျက်လုံးဖွင့်ပြီးတေချာကြည့်လိုက်စမ်းလို့ပြောတယ်အခုလေးတင်ဆင်းသက်လိုက်တဲ့ဘိုးရင်948လေရင်ကြီးကမစ္စတာချန်ချွန်းတယောက်တည်းဝယ်ထားတာတဲ့လူတိုင်းကသူညွန်ပြတဲ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါနေအောင်အောက်မှာပြောင်းလဲနေတဲ့လေရင်ပြန်ကြီးကိုမြင်ပြီးမျက်နှာတွေဖြူလျှော့ကုန်ကြတယ်အနာကရဟတ်ရင်လေးဆိုတာအယုတ်လေးလိုဖြစ်သွားတာကိုတယောက်ကတုံတုံရင်ရင်နဲ့ဘိုးရင်948လားဒါကနက္ခတ်တပေရာကနန်းဖြစ်တဲ့32တန်းတန်နဲ့နတ်ဖျားအဆင့်စက်ပစ္စည်းကြီးပဲမင်းတို့တစုလုံးကိုရောင်းရင်တော့ဒါရဲ့အစအနာလောက်တောင်တန်ဖိုးမရှိဘူးသူကဒါကိုဘလို့ဝယ်နိုင်တာလဲလို့ပြောတယ်လူတိုင်းအံ့ဩလွန်းလို့အသက်ရှူရက်မတက်ဖြစ်နေတော့မှကျွန်တော်ကခေါင်းရသလိုလှုပ်ရင်းနေပါဦးခမည်းမားနေပြီထင်တယ်ကျွန်တော်ကလေယာဉ်မော်ဒယ်ပဲဝယ်တာပါကျွန်တော်ရဲ့အနာဂတ်ခဲအိုလေးအတွက်မွေးနေ့လက်ဆောင်ပေးမလို့လေလို့ပြောလိုက်တယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့လူရန်ဟာအသက်ကယ်ကျိုးကိုဆွဲလိုက်ရတယ်လို့မျိုးမျက်နာကချက်ချင်းပြောင်းသွားပြီးတွေ့လားသူကိုယ်တိုင်ဝန်ခံတာပဲဒါကဈေးပေါ်တဲ့မော်တဲ့အယုတ်ပဲဟာကိုရှင်တို့ကတော့ကျမတို့ကိုလာလိန်နေတာလို့အားတက်တရောပြောတော့တယ်ဒါပေမဲ့ဥက္ကဋ္ဌချန်ကသူ့ကိုအဖက်မလုပ်ပဲမစ္စတာချန်ချွန်းအော်ဒါအချက်လက်လေးပြပေးပါလို့ပြောတယ်ကျွန်တော်လည်းဘာမှမစင်စားပဲဖုန်းကိုပေးလိုက်တာပေါ့သူဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တာနဲ့မျက်လုံးတွေပြူးသွားပြီးတကိုယ်လုံးတောင်ခဲသွားတယ်ပြီးမှကျွန်တော်ကိုကြည့်ပြီးမမှားပါဘူးဒါဘုံ948စစ်ကြီးပါမစ္စတာချန်ချွန်းကအပြက်ဝယ်ထားတာပါလို့အတည်ပြုလိုက်တယ်အဲ့ဒီစကားကလူရီယန်တို့အုပ်စုကိုမိုးကြိုးပစ်ချလိုက်တယ်လို့ဖြစ်သွားပြီးမဖြစ်နိုင်တာသူကဘလို့လောက်တာကိုလုံနိုင်မှာလဲဒါက30နှစ်တတန်းတောင်လေအီနွန်လုပ်ငန်းစုတစ်ခုလုံးရဲ့ကာလပေါက်ဈေးကတော့50တန်းပဲရှိတာကိုလို့ရေရွတ်နေကြတယ်ကျွန်တော်လည်းနည်းနည်းစိတ်မသက်မသာဖြစ်တာနဲ့တကယ်တော့ကျွန်တော်ဝယ်တော့ကဈေးနှုန်းက3210ပဲရှိတာပါအယုတ်လိုပဲထင်ခဲ့တာဘသူကသိမှာလဲသူတို့ကအစ်စ်ကြီးပို့ပေးလိုက်မယ်လို့ပြောလိုက်တယ်တပတ်ဝင်းကျင်လုံးတိတ်ဆိတ်သွားတာပေါ့ကျွန်တော်ကဆက်ပြီးတကယ်တော့ဒီလောက်အကြီးကြီးကိုကျွန်တော်မမောင်းတတ်ဘူးအိမ်မှာထားရင်လည်းနေရာရှုပ်တာပဲရှိမှာအစ်စ်မန်းတည်ရင်မဝယ်ပါဘူးမော်ဒယ်အယုတ်ကမှပိုကောင်းဦးမယ်လို့ပေါ့ပေါ့ပပပြောလိုက်မိတယ်အဲ့ဒီစကားကြတော့လူတွေကကျွန်တော်ကိုအုံနောက်မရှိသလိုကြည့်ကြတယ်ဟိုမောက်မာတဲ့လူဆိုရင်မျောလင်းချက်မဲ့ပြီးအဲ့ဒီနေရာမှာတင်တေကျင်စိတ်ပေါက်နေတဲ့မျက်နှာနဲ့လေရင်စစ်ကိုနေရာရှုပ်တယ်လို့ပြောရတာလားဆိုတဲ့အတွေးမျိုးပေါ့လူရန်ကတော့ဝိညာဉ်လွင့်သွားသလိုရက်နေပြီးလက်တွေကိုလက်မခံနိုင်သေးဘူးအဲ့ဒီမှာဥက္ကဋ္ဌချန်ကပြုံးပြီးမစ္စတာချန်ချွန်းကနောက်ပြောင်တက်တာပဲလုပ်ငန်းစဉ်တွေအကုန်ပြီးပါပြီလေရင်ပေါ်တက်ပြီးစစ်ဆေးကျင်ပါသလားလို့မေးတယ်ကျွန်တော်ကလက်ကပြပြီးမသွားတော့ပါဘူးပြင်းလို့ဒီလောက်ထောင်ကနန်းတန်တဲ့အယုတ်ကိုစစ်ဆေးနေစရာမလိုပါဘူးလို့ပြောလိုက်တယ်ဟိုလူတွေကတော့လေရင်စစ်ကြီးကိုအယုတ်လို့ခေါ်နေတာကိုကြားပြီးအသက်တောင်မှရှူကျင်နေကြပြီးအဲ့ဒီအချိန်မှာဝတ်စုံပြေးဝတ်ထားတဲ့အမျိုးသမီးလေးတစ်ယောက်အပြေးရောက်လာပြီးဥက္ကဋ္ဌချန်ခမည်းတောင်းထားတဲ့လွှဲပြောင်းစာချုပ်ရပါပြီလို့ပြောတယ်ဥက္ကဋ္ဌချန်ကစာချုပ်ကိုကျွန်တော်စီပေးပြီးမစ္စတာချန်ချွန်းအားလုံးအဆင်ပြေရင်ဒီအောက်မှာလက်မှတ်ထိုးပေးပါဒီဘုံ948ကအခုခမားပိုင်ပါပြီတဲ့ကျွန်တော်ကစာချုပ်ကိုတစ်ချက်ကြည့်ပြီးလက်မှတ်ကိုပေါ့ပေါ့ပပပဲထိုးလိုက်တယ်ပြီးမှဟူပြန်အဲ့ရမှာလဲအလုံးရှုပ်ပါတယ်မတက်တာလို့ပဲလက်ခံလိုက်တော့မယ်လို့ရေရွတ်လိုက်မိတယ်လက်မှတ်ထိုးပြီးတာနဲ့သူကပြုံးပြီးဂုံယူပါတယ်မစ္စတာချန်ဒီဘုံ948ကအခုခမားပိုင်ဆိုင်မှုဖြစ်သွားပါပြီလို့ပြောတယ်အဲ့ဒီအချိန်မှာပဲလူရန်ကတတိပြန်ဝင်လာပြီးမဖြစ်နိုင်ဘူးရှင်လိန်နေတာချန်ဖုံရှင်ကလူလိန်မယ်
ဒါကကျမနောင်တရအောင်ရှင်တမင်လုပ်နေတာမဟုတ်လားလို့အော်တော့တယ်ပြီးတော့ကီဘိုရာကိုဆွဲခါပြီးမင်းဒီလူကမင်းတို့ကုမ္ပဏီကမန်နေဂျာမဟုတ်ဘူးမဟုတ်လားခုနကမင်းမပြောလိုက်တာမဟုတ်လားလို့ယူသွနေတဲ့သူလို့အော်ဟစ်နေတော့တယ်ဘာလို့လဲငါရှင့်ကိုထားခဲ့ပြီးမှရှင်ကလေရင်ကြီးဝယ်နိုင်သွားရတာလေအဲ့ဒါရွမ်သုံးသူညတောင်လေတာမန်လူတယောက်ဘဝတစ်လျှောက်လုံးအေးဆေးနေလို့ရတဲ့ပမာဏပဲရှင်ကအဲ့ဒါကိုပေါ့ပပဝယ်နိုင်နေဆိုတော့ရှင့်မှာပတ်စံတွေအများကြီးရှိအောင်မှာပေါ့ရှင်ကကျမကိုရှင်ရေးစားလို့ပြောခဲ့တယ်လေကျမကိုကားကောင်းအိမ်ကြီးတွေဝယ်ပေးရမှာပေါ့ကျမဒါကိုလက်မခံနိုင်ဘူးတဲ့သူ့ရဲ့အော်ဟစ်တန်တွေကလူတိုင်းကိုသတိထားမိစေပြီးကီဘိုရာရဲ့မျက်နှာကတော့ဖြူလျှော့နေပြီးသူကကျွန်တော်သူ့ကိုမေ့သွားစေချင်နေတာလေအခုတော့ယူရူယန်ကသူ့ကိုမီးမောင်းထိုးပြလိုက်တယ်လို့ဖြစ်သွားပြီးကီဘိုရာကယူနေတဲ့မိန်းမသွားစမ်းဒီမှာလာပြဿနာမရှာနဲ့လို့ပြောပြီးယူရူယန်ကိုပါးတစ်ချက်ရိုက်ချလိုက်တယ်ယူရူယန်ကတော့မယုံနိုင်ပဲမင်းငါကိုရိုက်တယ်လို့ပြောနေတော့သူကပါဇက်ပိတ်ထားနောက်တစ်ခွန်းထပ်ပြောရင်နောင်တရလိမ့်မယ်လို့ချိန်ချောက်တယ်ပြီးမှလူအုပ်ပတ်လှည့်ပြီး sorry ပါဗျာသူကရုတ်တရက်ယူသွားလို့ပါလုံခြုံရေးတွေဒီလူတွေကိုအပြင်ထုတ်ပစ်စမ်းလို့ခိုင်းလိုက်တယ်ရန်ဝေကတော့ကြောက်လန့်တကြားနဲ့မဖြစ်နိုင်ဘူးချန်ဖုံးကအခုအရန်ချမ်းသာသွားပြီးလေရင်ကြီးတောင်ဝယ်နိုင်နေပြီးငါတို့သာသူ့ကိုတောင်းပန်ရင်ဒီမှာဆက်နေလို့ရယုံနေမကဘူးလေရင်ပေါ်တောင်တက်ရအောင်မယ်သူစိတ်ချမ်းသာအောင်လုပ်ပေးနိုင်ရင်ဒီလေရင်ကိုတောင်းရမ်းကအဖြစ်တောင်တောင်းလို့ရမှာလို့တွေးပြီးကျွန်တော်လက်ကိုပြေးဆွဲတယ်ချာကိုကြီးသူတို့ကကျွန်တော်တို့မောင်နှမကိုမောင်းထုတ်မလို့ကူညီပါအောင်လို့တောင်းပန်တယ်သူကျွန်တော်ကိုလှုပ်ခါလိုက်တဲ့အချိန်မှာအိတ်ထဲကအကျွေးစေးလေးစေးကမြေကြီးပေါ်ပြုတ်ကျသွားတယ်။တနေရာလုံးတိတ်ဆိတ်သွားပြီးမျက်လုံးအားလုံးကမြေကြီးပေါ်ကပြောင်လဲနေတဲ့အကျွေးစေးတွေစီရောက်သွားတယ်။ဟိုမှာကြည့်စမ်းရွမ်အကျွေးစေးအစ်စ်တွေပဲ။သူကအိတ်ထဲမှာတကယ်ဆောင်ထားတာပဲလို့တိုးတိုးလေးရည်ရွတ်ကြတယ်။ရန်ဝေကတော့လောဘဇောတွေနဲ့မျက်လုံးတွေနီမြန်းနေပြီးပတ်စံဒါပတ်စံအစ်စ်တွေပဲ။ဒီမှာထဲမှာပဲမြင်ဖူးတဲ့တရွံတန်အကျွေးစေးတွေလို့ပြောပြီးကျွန်တော်ကိုကြည့်လိုက်တယ်။အကိုကြီးကျွန်တော်တို့ကိုကူညီမယ်ဆိုရင်ကျွန်တော်အမကိုအကိုကြီးနဲ့ပြန်တွဲခိုင်းမယ်။ဒီလေးရွံကအကိုကြီးအတွက်ဘာမှမဟုတ်ပါဘူး။အမကိုချစ်တယ်ဆိုရင်ဒါကိုတောင်းရမ်းကအဖြစ်ပေးလိုက်ပါ။ကျွန်တော်သဘောတူတဲ့ယူရူယန်ကလည်းတတိပြန်ဝင်လာပြီးသပင်ကိုတက်ရက်အောင်လုပ်ကကျွန်တော်စီပြေးလာတယ်။ချန်ဖုံးကျမမှားသွားတာသိပါပြီပြန်တွဲကြရအောင်။ဟိုကီဘိုရာဆိုတဲ့ကောင်ကကျမကိုလိန်ခဲ့တာပါ။ကျမရင်ထဲမှာရှင်တယောက်တည်းရှိတာ။ဒီညရှင့်အိမ်ကိုကျမလိုက်ခဲ့မယ်လို့ပြောတယ်။ရန်ဝေကလည်းဟုတ်တယ်ချန်ကိုကြီးကျွန်တော်တို့မှားသွားတာပါ။အရင်လိုပြန်နေကြရအောင်လို့ဝင်ပြောတယ်။ဒီနှစ်ယောက်ရဲ့အရှက်မရှိတဲ့တရုပ်ဆောင်မှုကိုကြည့်ပြီးကျွန်တော်ရယ်မိသွားတယ်။ဟာကျေးဇူးကမ်းတဲ့သူကတော့ကျေးဇူးကမ်းတာပဲ။ခုနကသူ့ပေးတဲ့တပြားကိုမေ့သွားကြပြီလား။သူ့ကိုခဲအိုကြီးလို့ခေါ်နေကြတာမဟုတ်လား။အခုမှဘာလို့ကျွန်တော်လိုလူရှုံးတယောက်စီကက်နေကြတာလဲလို့ပြောလိုက်တော့သူတို့နှစ်ယောက်လုံးစကားမပြောနိုင်ပဲကြောင်သွားကြတယ်အဲ့ဒီအချိန်မှာလုံခြုံရေးတွေရောက်လာတော့ကီဘိုရာကအခွင့်ကောင်းယူပြီးမြင်အဲ့ဒီနှစ်ယောက်ကိုအပြင်ထုတ်ပစ်စမ်းမစ္စတာချန်ရဲ့မျက်စိကိုမနှောက်စေနဲ့လို့အော်ခိုင်းတယ်လုံခြုံရေးတွေကသူတို့ကိုဆွဲထုတ်ဖို့လုပ်တဲ့အခါရန်ဝေကရုန်းကန်ပြီးမသွားဘူးငါလေရင်ပေါ်တော်မတက်ရသေးဘူးလို့အော်နေတယ်ယူရူယန်ကိုလည်းလုံခြုံရေးတွေကမြေကြီးပေါ်တွန်းချပြီးမှကျွန်တော်ရှေ့ကနေဆွဲခေါ်သွားကြတယ်။ကီဘိုရာကတော့ကျဉ်းနဲ့နေတဲ့ပုံစံနဲ့ကြည့်နေတော့ကျွန်တော်အတန်ထွက်လာတဲ့နေဦး။သူကျွန်တော်ဘက်ကိုတောင်းကြီးလှည့်ကြည့်တဲ့အခါကျွန်တော်ကသူ့ကိုအေးဆက်ကြည့်ပြီးပြောလိုက်တယ်ဒီမှာအပြင်ကိုလွှင့်ပြရမယ့်အမိုက်တစရှိသေးတယ်တဲ့။အဲ့ဒီစကားတွေကြားလိုက်ရတဲ့အခါကီဘိုတာရဲ့နဖူးပေါ်မှာချွေးစေးတွေချက်ချင်းပြန်လာပြီးအတင်းပြုံးကမန်နေဂျာချမ်းတေချာစဉ်းစားပေးပါဦး။ကျွန်တော်ကဒီကမန်နေဂျာလေဘာကိုဆိုလိုတာလဲလို့တုံရင်မေးလိုက်တယ်။ကျွန်တော်ကနှာခေါင်းရှုံပြီးငါတိတလောက်တော့မန်နေဂျာရင်ခမ ्या မှာမိမရှိပြီးသားမဟုတ်လား။ခမ ्या ကကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးနေတာပဲ။အခုကစပြီးခမ ्या ကိုအလုပ်ထုတ်လိုက်ပြီးလို့ပြောလိုက်တော့သူ့မျက်နှာချက်ချင်းဖြူလျော့သွားတယ်။ဟုတ်ပါတယ်။ကျွန်တော်မှာမိမရှိပါတယ်ဒါပေမဲ့မန်နေဂျာချမ်းကျွန်တော်ကလို့အတင်းရှင်းပြဖို့စူးစမ်းပေမဲ့ချက်ချင်းဖြတ်ခံလိုက်ရတယ်တော့ငါတို့လေချောင်းလိုင်းကခမ ्या လိုလူမျိုးကိုအလုပ်ဆက်မပေးနိုင်ဘူးထွက်သွားတော့တဲ့အဲ့ဒီစကားကြတော့သူဟာအရာအလုံးကိုဂယုမဆိုင်တော့ပဲဒူးထောက်ကျသွားပြီးမန်နေဂျာချမ်းကျွန်တော်မှားသွားတာသိပါပြီနောက်တစ်ချိန်လောက်အခွင့်အရေးပေးပါဦးလို့ငွေရိုတောင်းပန်တော့တယ်ကျွန်တော်ဘာမှမတုံ့ပြန်တာမြင်တော့ကျွန်တော်ဘက်လှည့်လာပြီးမစ္စတာချမ်းသူကရှင်းရေးစားမှန်းကျွန်တော်တကယ်မသိလို့ပါသိရင်တတိအစ1000ရှိရင်တောင်ရှင့်ကိုမစော်ကားရဲပါဘူးလို့တုံရင်ပြောလာတယ်
ဒါပေမဲ့သူ့ရဲ့တောင်းပန်မှုတွေကဥက္ကဋ္ဌချန်ရဲ့မျက်လုံးထဲကစိတ်မရှည်မှုကိုပိုတိုးစေုံပဲရှိတယ်။သူကလက်တစ်ချက်ဝှေ့ရမ်းလိုက်ပြီးသူ့ကိုဆွဲထုတ်သွားကြစို့လို့အမိန့်ပေးလိုက်တယ်။ကီဘိုတာဟာအသက်ခံရတော့မဲ့ဝက်တကောင်လိုအော်ဟစ်ရင်းအပြင်ကိုဆွဲထုတ်ခံလိုက်ရတယ်။သူ့အတန်တွေပျောက်ကွယ်သွားပြီးအားလုံးပြန်ငြိမ်သက်သွားမှကျွန်တော်တက်ပြင်းချလိုက်မိတယ်။နောက်ဆုံးတော့အေးအေးဆေးဆေးဖြစ်သွားပြီလို့ရေရွတ်ပြီးမြေကြီးပေါ်ကအကျွေးစေးလေးစေးကိုကောက်လိုက်တယ်။ဥက္ကဋ္ဌချန်ကပြုံးပြီးရှင်လိုနဲ့ဖျားတစ်ပါးကဒီလောက်ပတ်စံအနှဲငယ်လေးကိုဂယုဆိုင်လိုက်မယ်လို့မထင်ထားဘူးလို့ပြောတယ်။ကျွန်တော်ကအချင်းဆိုတာသေးပေမဲ့သူ့မှာလည်းအသားရှိတာပဲလေလို့ပေါ့ပေါ့ပပပြန်ပြောပြီးအကျွေးစေးတွေကိုလေထဲမြောက်လိုက်လက်နဲ့ဖမ်းလိုက်လုံနေမိတယ်။ဘေးကအတွေးရမှုမလေးကတော့ရင်တထိတ်ထိတ်နဲ့ကြည်နေတာပေါ့။ရွံလေးစေးတောင်လေးလွဲပြီးမီလာကန်ထဲကျသွားရင်ဘလို့လုံးမလဲလို့တွေးနေပုံပဲ။သူတထေးတွေပတ်စံဖြုံးတာမြင်ဖူးပေမဲ့ရွံနှဲငယ်ကိုဖန်ကော်လီလိုကစားနေတာမျိုးတော့မမြင်ဘူးလေကျွန်တော်ရဲ့အေးဆေးတဲ့ပုံစံကကျွန်တော်ကိုတကယ်အထက်တန်းစားတထေးကြီးတယောက်လိုဖြစ်စေပြီးလူတွေကကျွန်တော်ကိုမိသားစုကြီးတစ်ခုခုရဲ့အမွေဆက်ခံသူများလားလို့တောင်ထင်နေကြတယ်တကယ်တော့ကျွန်တော်ရင်ထဲမှာလည်းနည်းနည်းတော့တုန်နေပေမဲ့အပြင်မှာတော့ဟန်မပြတ်နေလိုက်တယ်အဲ့ဒီမှာတယောက်ကတကယ်ပဲသူက3210ရွမ်တန်လေရင်ကြီးကိုမျက်တောင်မခတ်ပဲဝယ်ပြီးတော့အခု4ရွမ်အတွက်နှမျောနေတာလားလို့မယုံနိုင်ပဲပြောတယ်ဝစ်စုံပြေးဝတ်ထားတဲ့အတွေးရမှုမလေးကတော့ကြောင်သွားတာပေါ့သူကစောစောကအခြေအနေကိုမမြင်လိုက်ရတော့ကျွန်တော်လေရင်ကြီးဝယ်လိုက်တာကိုမသိဘူးလေသူကတော့အကျွေးစေးတွေနဲ့ကစားနေတာကအထွတ်ထိပ်တထေးကွက်လို့ထင်နေတာဒါပေမဲ့လေရင်စစ်ကြီးကိုပေါ့ပေါ့ပပဝယ်လိုက်တယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့ဒါကတထေးကြီးတွေရဲ့ထူးဆန်းတဲ့ဝါသနာများလားလို့ပဲတွေးမိတော့တယ်ဥက္ကဋ္ဌချန်ကကျွန်တော်ကိုကြည့်ပြီးမနောက်ပါနဲ့တော့ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်အတွက်ဒေါသဖြေပေးတယ်လို့ဖြစ်သွားတာပေါ့ဒါပေမဲ့လူတွေကအကြောင်းမရှိပဲဘာမှမလုပ်ကြဘူးလေမစ္စတာချန်ရှင်လိုလူမျိုးကတခုခုတောင်းဆိုစရာရှိလို့မဟုတ်လားပြောပါလို့မေးတယ်ကျွန်တော်ကရေပြီးအဲလောက်တောင်တိတာနေလားလို့မေးတော့သူကအရန်တိတာတဲ့ကောင်းပြီဒါဆိုအရင်စားကြတာပေါ့စားရင်းနဲ့စကားပြောမယ်ကားပေါ်တက်လို့ကျွန်တော်ပြောလိုက်တယ်မကြခင်မှာပဲကျွန်တော်တို့2ယောက်ခန်းထားတဲ့ကော်ဖီဆိုင်တစ်ခုမှာထိုင်နေကြတယ်သူကခုံကိုမှီလိုက်ပြီးကဲပြောပါအောင်အဲ့ဒီဘိုင်948ကိုဘာလို့ဖို့စိတ်ကူးထားလဲလို့မေးတယ်ကျွန်တော်ကပခုံးတွန့်ပြပြီးဘာလို့ရမှာလဲအဲ့ဒီမှာပဲထားလိုက်မှာပေါ့ကျွန်တော်မှမမောင်းတတ်တာပြကွက်တစ်ခုအနေနဲ့ထားလိုက်တာလည်းမစိုးပါဘူးလို့ဖြေလိုက်တယ်သူကဘာပြန်ပြောရမှန်းမသိတော့တဲ့ပုံစံနဲ့ပြကွက်ဟုတ်လား3210ရွမ်တန်လေရင်ကြီးကိုအလှပဲထားမလို့လားလို့မေးပြီးခေါင်းခါလိုက်တယ်ကျွန်တော်ဆိုလိုတာကအဲ့ဒီအတိုင်းထားမဲ့အစားကျွန်တော်တို့လေချောင်းလိုင်းကိုငှားမလားလို့ဈေးနှုန်းကိုညှိလို့ရပါတယ်တဲ့ကျွန်တော်မျက်ခုံးပင်းလိုက်ပြီးငှားမယ်ဟုတ်လားခင်ဗျားတို့လေချောင်းလိုင်းမှာလေရင်တွေလိုနေလို့လားလို့မေးတော့သူကတက်ပြင်းချရင်လိုတာမှအများကြီးပဲကျွန်တော်တို့မှာလေရင်ဆေး20ရှိရဲဆိုတာအပေါ်ယံပဲရှိတာလို့ဖြေတယ်သူကအဆေး20လို့ပြောလိုက်တော့ကျွန်တော်ကခေါင်းထဲမှာတွက်လိုက်မိတယ်။အော်20လား။တစင်းကို6 3လောက်ပျက်စီးဆုံးရှုံးမှုရှိရဆိုရင်တောင်စုစုပေါင်း123ပဲရှိတာပဲ။အဲ့ဒီလောက်ပတ်စံလေးကိုတော့မရှိဘူးလို့ပြောနေတာလားလို့ရေရွတ်လိုက်မိတယ်။ရွမ်123ဆိုတာပတ်စံအနေငယ်လေးလို့ကျွန်တော်ပြောလိုက်တဲ့အခါချန်ဟန်ဟာကော်ဖီတွေတောင်တီးမလို့ဖြစ်သွားပြီးကျွန်တော်ကိုအယူတယောက်လိုကြည့်တော့တယ်။ညီလေးလူတိုင်းကမင်းလိုပတ်စံကိုပေါ့ပေါ့တန်တန်သဘောထားတယ်လို့ထင်နေတာလားထိတ်တန်းလေချောင်းလိုင်းတွေတောင်လေရင်တွေကိုအပြက်မဝယ်နိုင်ကြဘူးအများစုကဘဏ်ကနေငှားစီးကြတာလေရင်တွေကအရန်ဈေးကြီးလွန်းနေတစ်နှစ်ပတ်လုံးအသေးလဲလို့ရင်တောင်ရတဲ့အမြက်ကလေရင်တောင်မှန်တစ်ဖက်စာတော့မရှိဘူးလို့ရှင်းပြတယ်ကျွန်တော်ကမျက်မှောင်ကျုပ်ပြီးဒါဆိုခမားကလေချောင်းလိုင်းထောင်ထားပြီးထောင်ကနန်းတန်နဲ့လေရင်တစ်စင်းတောင်မဝယ်နိုင်ဘူးပေါ့ဒါဆိုကုမ္ပဏီထောင်နေမဲ့အစားနေပြန်ပြီးလဲပဲသွားထွန်တော့လို့ပြောလိုက်တယ်။အဲ့ဒီစကားကြတော့သူကရင်ဘတ်ကိုဖိပြီးနှလုံးရက်မတက်ဖြစ်သွားတယ်။ဖျားရီဒါကလူပြောတဲ့စကားလား။ထောင်ကနန်းတန်နဲ့လေရင်မဝယ်နိုင်ရင်လဲသွားထွန်ရမယ်တဲ့လား။ဒါလူတွေကြားကကွာဟာချက်အစ်စ်ပဲလားလို့ညီးတွားနေတယ်။သူတို့ပြောတာနားထောင်ရင်းနဲ့ကျွန်တော်ခေါင်းထဲတစ်ခုခုလက်ခဏဖြစ်သွားတယ်။နေပါဦးဒါဆိုသူတို့လေချောင်းလိုင်းကတစ်နှစ်ကိုတန်းနဲ့ချီဝင်ငွေရှိပေမဲ့3210ရွမ်အမျက်မထွက်ဘူးပေါ့လို့တွေးမိသွားတယ်။အဲ့ဒီထက်ပိုရိုးစရာကောင်းတာကကျွန်တော်စနစ်ကပေးတဲ့လစဉ်ဝင်ငွေနဲ့ဆိုရင်သူတို့ကုမ္ပဏီတစ်ခုလုံးကိုဝယ်ပြီးရင်တော့ပတ်စံပိုနေအောင်မှာပဲ။ဒါကတော့တကယ်ကိုမယုံနိုင်စရာပဲလို့ကျွန်တော်စိတ်ထဲကရေရွတ်လိုက်မိတယ်။သူကကျွန်တော်ကိုအာနာနာနဲ့ဒါဆိုမစ္စတာချန်သဘောတူတယ်လို့ယူဆလို့ရမလားလို့မေးတယ်။ကျွန်တော်ကခေါင်းချင်းပြပြီးရပါတယ်အဲ့ဒီမှာထားရင်လဲတန်ချေးတက်မှာပဲ
စီဖိုးလေးပါလေးရတာပေါ့ဟဲလက်မှတ်ထိုးကြဆိုလို့ပြောလိုက်တယ်သူချက်ချင်းမျက်နှာပွင့်သွားပြီးကောင်းပါပြီငှားရမ်းခကိုတော့3လတစ်ကြိမ်တွက်ချက်ပေးပါမယ်လို့ပြောတာကိုကျွန်တော်ကလက်ကပြပြီးတော်ပြီအဲ့ဒီရှုပ်ရှုပ်ရှက်ရှက်တွေလာမပြောနဲ့ပြုပြင်ထိန်သိမ်းခါနဲ့စီဖိုးတွေဖယ်ပြီးရင်တစ်နှစ်ကိုအသားတင်အမျက်ဘလောက်ရမလဲပဲတန်းပြောလို့ဖြတ်ပြောလိုက်တယ်သူခဏစဉ်းစားပြီးတစ်နှစ်ကို300ဝန်းကျင်ရပါလိမ့်မယ်လို့ဖြေတယ်ကျွန်တော်ကြောင်သွားပြီးရောင်းလိုက်ရင်လားလို့မေးတော့သူကခေါင်းခါပြီးမဟုတ်ဘူး300ရွမ်တဲ့ကျွန်တော်သူ့ကိုမယုံနိုင်တယ်လို့ကြည့်လိုက်တယ်ကျွန်တော်ကလေရင်ကို210နဲ့ဝယ်ထားတာအရင်ပြန်ရဖို့10နှစ်ဆောင်ရမယ်ဟုတ်လားခမ ्या ကစီးပွားရေးလုပ်နေတာလားပရာဟိတလုပ်နေတာလားလို့မေးလိုက်တယ်သူကတက်ပြင်းချပြီးဈေးကွက်ကဒီလိုပဲလေလေရင်တစ်စီးရဲ့တက်တန်းက220ရှိတယ်ပထမ10နှစ်ကအရင်ပြန်ဖော်တာနောက်10နှစ်မှအမြတ်ရတာဒါတောင်တွက်ချေကြိုက်တဲ့လုပ်ငန်းလို့ပြောလို့ရတယ်တဲ့ကျွန်တော်ကခေါင်းခါပြီးထားလိုက်ပါတော့အသားကတော့အသားပါပဲရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်နဲ့တော့ခမ ्या ပြောတဲ့တစ်နှစ်300ဆိုရင်လစဉ်25ရွမ်ပဲကျွန်တော်စီလွှဲပေးနောက်အနှစ်20လုံးဒီလေရင်ကိုခမ ्या ကြိုက်တယ်လို့သုံးကျေးဇူးတင်တဲ့အနေနဲ့ပေါ့လို့ပြောလိုက်တယ်သူတခဏတောင်းခဲသွားပြီးဒါပဲလားအာမခံလဲမလိုဘူးဘာမှလည်းမလိုဘူးတစ်လ25ရွမ်တဲလားဒါကစပိန်ငါးစီးတယ်လို့ပဲမဟုတ်လားလို့မယုံနိုင်ပဲမေးတယ်ကျွန်တော်ကလုံမာလားမလုံဘူးလားလို့မေးတော့သူကချက်ချင်းကောင်းကျင်ပြီးလုံမာပေါ့အခုပဲလက်မှတ်ထိုးမယ်လို့ပြောတယ်ချက်ချင်းပဲသူစာချုပ်ကိုရိုးရိုးသေးသေးကမ်းပေးတယ်ကျွန်တော်လက်မှတ်ထိုးပြီးတဲ့အခါသူကပြုံးရွှင်စွာနဲ့မစ္စတာချန်ရှင်းနဲ့အလုပ်လုပ်ရတာဝမ်းသာပါတယ်နောက်လဲဒီလိုအပေးယူလေးတွေရှိရင်ကျွန်တော်ကိုတတိယပေးပါလို့ပြောတယ်တစ်လကို25ရွမ်ပုံမှန်ဝင်ငွေရတော့မဲ့စာချုပ်ကိုကင်ထားရင်ကျွန်တော်ခုံကိုမှီလိုက်မိတယ်အော်ဒါကပတ်စံအေးဆေးရှာရတဲ့ခံစားချက်ပေါ့ဘာမှမလုပ်ပဲပတ်စံတွေဝင်လာမဲ့ညီးငွေစရာကောင်းတဲ့ဘဝပေါ့လေလို့တွေးနေမိတော့တယ်